ကဲဒီနေ့ကတော့ငပိတုပ်လေးလှုပ်ရှားမှာဖြစ်ပါတယ်ဒါလေးကအပေါင်းပစ္စည်းလေးပါကြက်သွန်ဒီတမယာသီးနှလုံးနဲ့ပစွန်ကြောက်လေးထောင်းထားတယ်ပြီးတော့ငပိကျွန်တော်တို့ငပိနှစ်စွန်းသုံးတယ်ပြီးတော့ထောင်းထားတဲ့ပစွန်ကြောက်လေးထည့်တယ်ကြက်သွန်ဒီကတော့အနည်းတော့နှလုံးလောက်သုံးထားရပေါ့နော်ပြီးတော့ကျွန်တော်ခုနလှီးထားတဲ့တမယာသီးလေးညှစ်ထည့်တယ်ခဲဒါပြီးရင်ကျွန်တော်တို့ငရုတ်သီးစိမ်းလေးတွေအနည်းတော်လေးတွေထည့်တယ်ပြီးတော့ကျွန်တော်အချိုမုံကျွန်တော်ကျန်တဲ့ပါဝပစ္စည်းဘာမှမထည့်တော့ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့သုံးတဲ့ငပိပေါ်မှာမူတည်ရပေါ့နော်တချို့ငပိရငန်းနေဆိုရင်ကျွန်တော်တကြားနဲ့ငယ်သုံးပြီးတော့ငပိရချိုတဲ့ဘက်ကိုသွားတယ်ဆိုရင်တော့ကျွန်တော်တို့စားလေးနဲ့ငယ်ထည့်ပေးရမှာပေါ့နော်ကျွန်တော်တို့ဒီမှာတော့ဘာမှမထည့်တော့ဘူးကျွန်တော်ငပိတွေအနေတော့ပဲဆိုတော့ကဲအဲ့ဒါလေးကိုကျွန်တော်တို့တမဝအောင်နေပေးပါတော့အချိန်နည်းနည်းလေးကြာနေပေးလိုက်ကျွန်တော်တို့အရေးလေးနည်းနည်းလေးဟိုတမယာရေးလေးနဲ့စိမ့်ထွက်လာပေါ့နော်အချိန်ကြာတော့စားလို့ရတဲ့အနေထားဖြစ်ပါပြီအရင်ကလွယ်ကူရိုးရှင်းပြီးတော့စားလို့ကောင်းတဲ့ငပိတုပ်လေးအိမ်မှာလှုပ်ရှားကြည့်ဖို့ကြံပေးပါတယ်